မဲအွန်လိုင်းတို့တွေက Facebook ကိုတပတ်တိုင်းပြည်ထဲမှာပိတ်ထားမယ်ဆိုပြီးတော့ကြံနေကြပြန်ပြီမင်းတို့တပတ်ပိတ်ထားပြီးတော့လေနောက်တစ်ပတ်ပြန်ဖွင့်ဆက်လုပ်နေဦးမှာပဲနော်ကြာပြီငါတို့ကသစ္စာရှိလုပ်နေတာ Facebook ကိုတပတ်ပိတ်နှစ်ပတ်ပိတ်ဖွင့်တာနဲ့လူတို့က Facebook မှာမဟုတ်ဘူးနော် channel စီပေါ်မှာမဟုတ်ဘူးလက်တွေ့ဘဝတွေမှာလဲလက်တွေ့မြေပြင်မှာလဲမင်းတို့တော်လန်နေဦးမှာပဲအာနာလဲယူသေးတယ်ညံလည်းမရှိဘူးညံလေးနည်းနည်းရှိရင်တောင်ဒီနေ့တိုင်းပြည်ဒီလိုအခြေအနေမဖြစ်ဘူးသူတို့အကြောင်းပြောရတာမိတ်ဆွေတို့ပရိသတ်ကြီးတို့မြန်မာပြည်ကအမှန်တရားမျက်နှာတဲ့တိုင်းသူပြည်သားအပေါင်းတို့သူတို့အကြောင်းပြောရတာတကယ်မင်္ဂလာမရှိဘူးဗျတော်ကြက်တည်ရုပ်တဲ့လူတွေအဲ့တော့ကောင်းတာလေးတွေကောင်းတဲ့င်းတွေတင်ပြပါရစေပြည်တွင်းလှုပ်ရှားမှုများအနေနဲ့ဒီမင်းအွန်လိုင်းလိုလူမျိုးကိုဗျာကျွန်တော်တို့ဆရာဝန်တွေအင်ဂျင်နီယာတွေစာတတ်ပေတတ်ပုဂ္ဂိုလ်တွေအမှန်တရားမျက်နှာတဲ့ဝန်ထမ်းတွေဘယ်လက်ခံနိုင်မလဲစီစီကားတောက်လဲကျင်းပနေတာ civil disobedience movement အောင်မြင်နေတာဆရာဝန်တွေဆိုရင်10ယောက်မှာ9ယောက်ပါဝင်လှုပ်ရှားနေလွှတ်တော်အမတ်တွေကလည်းပြောတယ်အမေစုလည်းသူယုံကြည်မှာပဲတေးကြတယ်ဘယ်ဝင်တမ်းမှသူတို့အမိန့်ကိုမနာခံရင်သူတို့ဘာမှဆက်လုပ်လို့မရအမိန့်နဲ့နာခံစရာမလိုဘူးလေသူတို့ကပြည်သူစံသားနဲ့တိုင်းပြည်အုပ်ချုပ်တာမှမဟုတ်တာသူတို့တိုင်းပြည်အုပ်ချုပ်ချင်လို့လည်းမရဘူးဘယ်သူမှလက်မခံအဲ့တော့ပြည်တွင်းရဲ့လှုပ်ရှားမှုတွေနောက်ဆုံးတာမုံတီးတာတော့ဘယ်လောက်ကျယ်လဲဆိုတာခင်ဗျားတို့အားလုံးသိနေတာပဲဆက်လုပ်ရမယ်မရမနာကျွန်တော်တို့နေ့စဉ်ရက်ဆက်လနဲ့ချီရင်လဲလနဲ့ချီအောင်နေ့စဉ်ရက်ဆက်စက္ကန့်မလစ်မိနစ်မလကျွန်တော်တို့ဆက်လုပ်ရမယ်ပြည်တွင်းမှာအောင်မြင်မှုတွေစစ်အာဏာရှင်ကိုတော်လှန်တဲ့အောင်မြင်မှုတွေပြည်ပမှာကျွန်တော်တို့အကောင်းဆုံးသတင်းတွေဝစ်ဆိုတာလေတတ်တယ်ဒီဘဝတွင်လေတာချက်ချင်းလေတာသတင်းစာပေးမယ်ကျွန်တော်အောင်မြင်မှုတွေအဲ့ဒီမင်းအွန်လိုင်းဖွဲ့လိုက်တဲ့တရားမဝင်မမျှမတဖွဲ့လိုက်တဲ့တရားမဝင်ကက်ဘိနက်အဖွဲ့တရားမဝင်ဝန်ကြီးမင်းအွန်လိုင်းခန့်တဲ့ဝန်ကြီးများအဖွဲ့တရားမဝင်ဘူးเนาะကျွန်တော်တို့တော့တရားမဝင်ဘူးအားလုံးကိုကျွန်တော်သေချာမှားထားတယ်ကျွန်တော်တို့အတွက်သူတို့ကက်ဘိနက်တို့သူတို့ဝန်ကြီးတွေတို့ကတရားမဝင်ဘူးတပုံဖွဲ့တပုံနေဒီကောင်းနေဟုတ်ပြီတိုင်းပြည်တချို့อ่ะဆိုရင်မဲရွေးတာမနိုင်တော့မဲအွန်လိုင်းခေါ်ပြီးတော့ထိုင်ခိုင်းတဲ့ထိုင်ကုန်လေးပေါ့အမီလေးတနက်နဲ့တက်သွားရှက်ကိုမရှက်တော့တာတချို့อ่ะလေရှက်ကိုမရှက်တော့အဲ့ဒီလူတွေလည်းသူတို့သားစဉ်မြေးဆက်မြန်မာလူထုကြားထဲမှာလူတော်မတိုးတော့ကဘာကြီးမှာလည်းလူတော်မတိုးတော့တေချာစောင့်ကြည့်ကျွန်တော်တို့အပြင်းထန်တော်လှန်နေတယ်တော်လှန်သွားမယ်အကောင်းဆုံးသတင်းတွေပြီးတော့မယ်အခုအဲ့ဒီမင်းအွန်လိုင်းရဲ့တရားမဝင်မတရားဖွဲ့စည်းထားတဲ့ဝန်ကြီးတွေတဲကဝန်ကြီးအဖွဲ့တွေကကက်ဘိနက်အဖွဲ့တွေကလူတွေရဲ့သားသမီးတွေဆွေမျိုးတွေဘယ်ကျောင်းမှာတက်နေတယ်ဘယ်မြို့မှာတက်နေတယ်ရထားပြီကျွန်တော်ဒီကလေးတွေရဲ့ဘဝတွေကျွန်တော်တို့တကယ်တမ်းတော့မလုပ်ချင်လုပ်ရတော့မယ်ဆိုကျွန်တော်စိတ်မကောင်းကျွန်တော်တို့အဖွဲ့တွေအများကြီးရှိတယ်ကျွန်တော်ချိတ်ဆက်ထားမိပြီအကောင်းဆုံးအခြေအနေနဲ့စစ်အာဏာရှင်ကိုတွန်းလှန်နေနိုင်တဲ့တိုင်းပြည်ကတော့ဩစတြေးလျဖြစ်တယ်ဩစတြေးလျဝန်ကြီးကပြောသွားပြီဗီဇာတွေဘန်နဲ့ဗီဇာတွေဖြတ်သိမ်းပြီးချက်ချင်းပြန်ပို့အမြဲပြောခဲ့တဲ့စစ်အာဏာရှင်အဟောင်းကြီးတွေအသစ်တွေခရိုနီအဟောင်းအသစ်ဆွေမျိုးသားချင်းသူတို့ကိုထောက်ခံအားပေးနေသူတွေအဂတိပြက်ပြားလက်နဲ့အားကိုပြည်သူအနိုင်ကျင့်နေတဲ့လူတွေကိုဒဏ်ခတ်တော့ဩစတြေးလျကပထမဦးဆုံးဝန်ကြီးကိုယ်တိုင်ကပြောလိုက်ပြီအကောင်းဆုံးခြေလှမ်းအနေနဲ့ခြိတက်လျက်ရှိတယ်ဩစတြေးလျမှာ
ABSDF ကကျွန်တော်တို့ရဲဘော်ဟောင်းဖြစ်တဲ့ RIT ကနိုင်အောင်လေးတော့အမှန်တော့ကိုနိုင်အောင်ပဲနိုင်အောင်အကြီးတယောက်ရှိတော့သူ့ကိုနိုင်အောင်လေးလို့ခေါ်တယ်ကျွန်တော်မိတ်ဆွေကျွန်တော်နဲ့အသက်လာပိုင်းပဲကွာထိထိရောက်ရောက်လိုက်နေပြီနောက် Christopher Goldenberg မြန်မာလူမျိုးပါအင်္ဂလိပ်နာမည်ဖြစ်နေပြီအများကြီးပဲကျွန်တော်တို့ information တွေရထားပြီပြည်သူများစိတ်မငယ်ပါနဲ့ကျွန်တော်တို့ဒီအာနာရှင်တွေနဲ့သူတို့အမြင့်တွေကျွန်တော်လိုက်နှုတ်ပြအကုန်နှုတ်ပြမယ်ဂတိပေးတယ်ကျွန်တော် Facebook ကိုပိတ်တယ်တို့ကလေလိုင်းပေါ်တင်အာလူပေးနေတာမဟုတ်ဘူးမြေပြင်မှာလုံနေပြီမအားလာရဲ့မင်းအောင်လှိုင်ရဲ့မင်းကပ်ပနဲ့ဝင်ကြီးတွေမင်းကပ်ပနဲ့တွေအဖွဲ့ဝင်တွေဝင်ကြီးတွေကိုမင်းမေးကြည့်လိုက်မကြခင်ရပိုင်းအတွင်းမှာမေးကြည့်လိုက်ဘယ်လိုအခြေအနေရှိလဲလို့ပြပရောက်နေတဲ့ဆွေမျိုးစုတွေဩစတြေးလျပြီးသွားတော့အင်္ဂလန်လန်ဒန်အင်္ဂလန်ကအမှန်တော့အုပ်စုတွေကျွန်တော်သိမရင်းနှီးကြအောင်ကျွန်တော်လည်းရင်းနှီးတဲ့တကယ်ချင်းတွေကဆရာဝန်ကြီးတွေဖြစ်နေနည်းနည်းလေးတချို့ကဝေးกว่าအခုလူငယ်တွေဆက်သွယ်လာမိထားပြီကျွန်တော်ခက်စကားနဲ့အခုတော့ရီမောပြီးပြောနေငါးကြီးကြီးတွေမိထားပြီမင်းအောင်လာရဲ့ငါးကြီးကြီးတွေအသေးတွေလောလောဆယ်မဖမ်းသေးဘူးအကြီးတွေအရင်ဖမ်းပါခမရတို့ကတိုင်းပြည်မင်းအွန်လိုင်းတို့ကတိုင်းပြည်ကိုဟာလားခလေးသူငယ်တွေလူပြိုအပြိုလေးအရွယ်အပြိုပေါက်အရွယ်လေးတွေကျောင်းသားလူငယ်လေးတွေတက်ကတူတက်တော်မဲ့လူငယ်လေးတွေဘဝကိုအညွန့်တလူလူနဲ့တက်ဖို့အရေးမှာခမရတို့အညွန့်ရိုက်ချိုးဘာကြောက်နေတာလဲဟုတ်လား Facebook တို့သတင်းဌာနတို့ဆိုတာ transparency ပွင့်လင်းမြင်သာခမရတို့မှန်တယ်ထင်ရင်ပွင့်လင်းလင်းထားလိုက်လေကြောက်နေတယ်မှန်တာကြောက်ရမယ်မမှန်လူတိုင်းသိပါတကဘာလုံးလည်းသိတယ်ဒါတွေဆက်ပြောစရာမလိုအချင်းကုန်အင်္ဂလန်အထူးသဖြင့်လန်ဒန်မြို့မှာရောက်နေတဲ့လူတွေဘန်စရင်နေဆိုရင်တချို့နာမည်ဘန်အကောင့်မှာကျွန်တော်ရထားပြီတွေးကြမယ်ဘန်အကောင့်မှာရထားပြီနောက်စင်ကာပူကတော့သူတို့နိုင်ငံရေးထိန်းချုပ်မှုတွေကြောင့်ကျွန်တော်တို့လောက်ရခက်နေဒါပေမဲ့အဲ့မှာရှိတဲ့ကျွန်တော်တို့အင်အားစုတွေကသူတို့ထွေးနေတာတွေစုပြီးတော့တိုင်းပြည်ထဲမှာယနေ့ civil disobedience movement လုပ်နေတဲ့ဝန်ထမ်းတွေထဲမှာဝင်ငွေအလုပ်တော်ပြုတ်လို့ဝင်ငွေမရှိတော့ရင်ထောက်ပံ့ဖို့ပတ်စံနေစုနေပြီရထားပြီစုတာတော့မဟုတ်ဘူး members တွေအများကြီးပဲလှူမှာစိတ်မပူနဲ့ civil disobedience ဆိုတဲ့ပြည်တွင်းမှာအကြီးကျယ်အောင်မြင်မှာနောက်ဆုံးမှကျွန်တော်ရောက်တဲ့အမေရိကပေါ့အမေရိကကတော့ကျွန်တော်ရောက်နေတိတ်လောက်တာတော့တဆုံးလောက်သွားမှာဒါပေမဲ့ကျွန်တော်ဩစတြေးလျအင်္ဂလန်လောက်အားမရဘူးတယောက်တော့ကျွန်တော်တေချာဒီအားပေးထောက်ခံမဲ့အနေထားနဲ့ဖုန်းဆက်လာခဲ့တယ် ABSDF ရဲ့ရဲဘော်ဟောင်းကြီးပဲနာမည်ကြီးမြမလေရွေးစဉ်ကိုသမားဟောင်းအောင်ကျော်ရဲ့ရှေ့ရပေါ့စီနီယာကြီးတွေပေါ့ကိုသမားကြီးရင်ထွေးမယ်ရီလန်းမှာနေတယ်ကျွန်တော်တို့လိုက်နေပြီအဲ့ဒီမှာလဲငါးကြီးတကောင်တော့အမေရိကမှာလဲငါးကြီးတကောင်တော့ကျွန်တော်တို့တွေ့ထားပြီရက်ပိုင်းအတွင်းလာမယ်တည်င်းကောင်းနေအားမငယ်ပါနဲ့တချို့အမျိုးသမီးတွေကျွန်တော်ရှိကိုငိုနေတဲ့ message ကြီးပို့လာမငိုပါနဲ့ဗျာမငိုပါနဲ့သူတို့ငိုပါမှာကျွန်တော်တို့မငိုပါဘူးကိုယ်ကချက်ချင်းလေဒီဘဝတွေလေအချိန်ပိုင်းနဲ့လေအဲ့ဒါအဲ့ဝတ်တွေပါလေအကြောင်းပြောရင်လည်းတခါလေကျွန်တော်တို့အားမရအောင်ဘာလို့လဲဆိုတော့ဒီအာနာရှင်တွေတို့မင်းအွန်လိုင်းတို့အတိုင်းဝိုင်းတွေကတကယ်တမ်းဝတ်ကျွေးတွေပါလေသူတို့မကြောက်ဘူးသူတို့ကဗုဒ္ဓဘာသာမှမဟုတ်တာဖះမကိုးကွယ်ဘူးလေတတ်မတော်သားအမိတတ်မတော်သားအဖလက်နဲ့ကိုးကွယ်တဲ့ကောင်ဗုဒ္ဓဘာသာမဟုတ်ဘူးသူတို့ကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာသာဆိုရင်လေမိမိတိုင်းပြည်မိမိလူမျိုးပေါ့ဒီလိုမလုပ်ဘူးသူတို့ကျွန်တော်ဗုဒ္ဓဘာသာဝင်အဖြစ်အသိမှမပြုဘူးမြတ်ဗုဒ္ဓရဲ့တရားအစစ်ကိုမလေးလာမလိုက်စားမစည်းဘူးမကြင့်ကြံတဲ့လူတွေရေးထားတာကိုကြည့်ပါလားအလကားဖះတွေရှောက်တယ်ပြီးရေတရားတွေခြေနေတာဖះပုံနေတောင်ဖြတ်ပြီးတော့သူ့ဆရာကြီးတွေလေအာနာရှင်ဟောင်းကြီးတွေတွေ့တယ်မလား
ဖះဟိုစင်တူတော်တွေကိုထုစစ်ထားတာအောက်ပန်းသေး40အတွေးခေါ်နေတယ်သာသနာဖြစ်တယ်စိုးအောင်မအကုန်လုံးကန်ကြီးထိုင်အောင်မှာအဲ့တော့စိတ်ဓာတ်မကြပါနဲ့အရေးကြီးဆုံးသတင်းကတော့ Facebook သုံးလို့မရတော့ရင်ကျွန်တော် YouTube channel ရှိတယ်အားလုံးသိကြတယ်မသိရင်တယောက်လက်တို့ပေးလိုက်ပါဒီအခု file ကိုလည်း YouTube channel မှာကျွန်တော်တင်ပေးလိုက်မယ် file နဲ့ size ကိုချုပ်ပလိုက်မယ်ခင်ဗျချုံပလိုက်မယ်ခင်ဗျနှမို့ဆိုရင် file ကကြီးနေရင်ခင်ဗျားတို့ပတ်စံကုန်နေမယ်ဖွင့်နားထောင်ရတာ file size ကိုချုံလိုက်မယ်အတန်နဲ့အယုတ်နည်းနည်းမှုံသွားမယ်ဒါပေမဲ့အရေးသိမကြည့်ပါဘူးဗျာအားလုံးအားတင်ပါမိုးဆုံးရေဆုံးပါပဲအပြင်းထန်တော်လန်သွားမယ်